ပရိသတ်ကြီးခင်ဗျာဒီနေ့ကျွန်တော်ပြောပြမယ့်ဇာတ်လမ်းကတော့မြမသမိုင်းရဲ့အယောင်ဆုံးအရင်ဘဝအကောင်းဆုံးကာလတစ်ခုတည်းကအလွန်တရာမှစိတ်ဝင်စားစရာကောင်းတဲ့အမျိုးသမီးတူအကြောင်းပါသူ့နာမည်ကတော့မေနူးတဲ့ရရွတ်တမန်ရာသူလေးဘဝကနေတိုင်းပြည်ရဲ့အမြင့်ဆုံးအာဏာစက်ထိလွှမ်းမိုးနိုင်ခဲ့တဲ့မိပြကောင်ကြီးနမတော်မေနူးအကြောင်းပါသူ့ဘဝဇာတ်လမ်းဟာအချစ်အာဏာရမတ်တစ္ဆာဖောက်မှုလက်စားချေမှုတွေနဲ့ပြည့်နှက်နေပြီးနားထောင်သူတိုင်းကိုမြင့်တက်သွားစေမယ့်ဇာတ်လမ်းမျိုးပါကဲအတိတ်ကိုပြန်သွားလိုက်ကြရအောင်လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကကုန်းပေါင်မင်းဆက်ရဲ့နေပြီးတော့အင်းဝမြို့ကြီးစီကိုပေါ့အဲ့ဒီအခါကမြန်မာပြည်ဟာရှေ့တောင်အာရှမှာတကူဩဇာကြီးမားဆဲကာလဒါပေမဲ့နောက်ဘက်ကဗြိတိရှအင်ပါယာရဲ့ခြေတံတွေကိုလည်းတဖြည်းဖြည်းကျလာရတဲ့အချိန်ပေါ့ကျွန်တော်တို့ဇလန်းရဲ့အဓိကဆက်ဆောင်မဲနုပါဖလန်ခုံရွာဆိုတဲ့ကျွမ်းငယ်လေးကတာမန်မျိုးသမီးငယ်တူပါသူမိဘတွေဟာတာမန်လက်လက်စားတွေလို့ဆိုကြတယ်မဲစင်ဘွားကဘလို့နေထိုင်ခဲ့တယ်ဘလို့ကြီးပြင်းလာခဲ့တယ်ဆိုတာတွေကိုတော့တမိုင်းမှတ်တမ်းတွေမှာအသေးစိတ်မတွေ့ရပါဘူးဒါပေမဲ့တခုသိကြတာကတော့သူဟာရုပ်ရည်ယူပကအတင်းတင်းရှိုံသာမကအလွန်တရာမှထက်မြက်ပြီးလိမ္မာပါနဲ့တဲ့လူမှုဆက်ဆံရေးကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ရမယ်ဆိုတာပါပဲ။ဘာကြောင့်လဲဆိုတော့သူ့ရဲ့နောင်ရေးကြမှာကသူ့ရဲ့အရည်ချင်းတွေပေါ်မှာအများကြီးမူတည်နေလို့ပါပဲ။မင်းတို့ရဲ့ဘဝအလှည့်ပြောင်းကသူ့မိတော်နူးရဲ့ဆွေမျိုးတော်ဆက်သူတူကနန်းတွင်မှာအမှုထမ်းရာကနေစတင်ခဲ့တယ်လို့ဆိုကြပါတယ်။တချို့ရာဇဝင်တွေမှာတော့မင်းတို့ရဲ့အကူဖြစ်သူမောင်အိုနောက်အခါစလင်းမျိုးသားမင်းကြီးဖြစ်လာမဲ့သူဟာထက်မြက်တဲ့အတွက်နန်းတွင်မှာစတင်အမှုထမ်းခွင့်ရခဲ့ပြီးအဲ့ဒီကနေတစင်းမင်းတို့လည်းနန်းတွင်နဲ့အဆက်အသွယ်ရလာတယ်လို့ဆိုပါတယ်ဘလို့ပဲဖြစ်ဖြစ်တာမန်ရက်သူလေးမင်းတို့ဟာတနေ့မှာတော့အင်းဝရွှေနန်းတော်ကြီးရဲ့အတိုင်းဝိုင်းတဲကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီချိန်ကအင်းဝနန်းတော်မှာနန်းဆန်နေတာကတော့ဘိုးတော်ဘုရားပတုံးမင်းပါဘိုးတော်ဘုရားမှာတားတော်မီးတော်တွေအများကြီးရှိတဲ့အထက်ကအရှိဆန်ဖြစ်သတ်မှတ်ခံထားရတာကတော့သူ့ရဲ့မီးတော်စကိုင်းမင်းသားနောင်ဘာကြီးတော်မင်းဖြစ်လာမဲ့သူပါပဲစကိုင်းမင်းသားဟာဘိုးတော်ဘုရားရဲ့အချစ်မြတ်နိုးဆုံးတားတော်ကြီးအင်ရှင်မင်းသားသတို့မင်းစောရဲ့တားတော်ဖြစ်ပြီးငယ်စဉ်ကလေးကဥပဒေရုပ်ကောင်းမှုပြီးပညာရဲ့အမျိုးမျိုးကိုတင်ယူတက်မြောက်ထားသူလို့ဆိုကြပါတယ်မင်းတို့ဟာဘလို့အကြောင်းရင်းနဲ့စကိုင်းမင်းသားရဲ့အာယုံဆိုင်မှုကိုရရှိခဲ့တယ်လေဆိုတာကတော့စိတ်ဝင်စားစရာပါတချို့ကတော့မင်းတို့ဟာအင်ရှင်မင်းသားရဲ့မိဖုရားတစ်ပါးစီမှာအပြိုတော်ဖြစ်အမှုတိုင်းရင်မင်းသားရဲ့မြင်ကွင်းတွေကိုရောက်လာခဲ့တယ်လို့ဆိုပါတယ်တချို့ကတော့သူ့ရဲ့အလှနဲ့ထက်မြက်မှုကြောင့်မင်းသားကိုယ်တိုင်ကတတိပြုမိခဲ့တာလို့ဆိုပါတယ်ဘလို့နည်းနဲ့ပဲဖြစ်စေစကိုင်းမင်းသားဟာရက်သူလေးမင်းတို့ပေါ်မှာတန်ရောစင်ညှိတွေ့သွားခဲ့ပါတယ်ဒါဟာတာမန်ဇလန်းတွေတဲကလို့ရုတ်တရက်ကြီးချစ်ကြိုက်သွားတာမျိုးတော့ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်နန်းတွင်းဆိုတာရှုပ်ထွေးတဲ့ပုံကူရေးရတွေအာနာပြန်ဆိုင်မှုတွေနဲ့ပြည့်နေတဲ့နေရာပါမင်းတို့အနေနဲ့အင်ရှိဆန်မင်းသားရဲ့အရေးပေးမှုကိုရဖို့အတွက်သူ့ရဲ့ပါနှံ့မှုလူမှုဆက်ဆံရေးကျွမ်းကျင်မှုတွေကိုအသုံးချခဲ့ရမှာသိကြပါတယ်။သူဟာအင်ရှိဆန်ရဲ့စိတ်နှလုံးကိုဘလို့နားလည်အောင်စူးစမ်းခဲ့မလဲ။သူ့ရဲ့ဘလို့အရေးချင်းတွေကအမင်းသားကိုဆွဲဆောင်နိုင်ခဲ့တယ်လေ။ဒါတွေဟာစဉ်းစားကြည့်ရင်ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ်။မင်းတို့ဟာစကိုင်းမင်းသားရဲ့ကိုလို့တော်တယောက်အဖြစ်စတင်ခဲ့ပြီးမင်းသားရဲ့အချစ်ကိုတစားရရှိလာခဲ့ပါတယ်။သူဟာရုပ်ရည်လေးလက်ပါယုံတာမကစကားပြောဆိုရမှာလိမ္မာပြီးမင်းသားရဲ့အလိုကိုနားလည်ဖြစ်စီပေးနိုင်သူဖြစ်ခဲ့တယ်လို့ယူဆရပါတယ်။တဖြည်းဖြည်းနဲ့မင်းနုဟာကိုလုတ်တော်အစင်ကနေအရှိဆန်မင်းသားရဲ့အရေးပါဆုံးယုံကြည်ရဆုံးသူတွေကတယောက်ဖြစ်လာခဲ့ပါတယ်။1819ခုနှစ်မှာဘိုးတော်ဘုရားနှစ်ယောက်ဆန်ပြီးအရှိဆန်စကိုင်းမင်းသားဟာဘာကြီးတော်ဆိုတဲ့အဖွဲ့နမဲနဲ့အင်းဝရွှေနန်းတော်ရဲ့ပလင်ပေါ်ကိုတယောက်စိုးစံတော်မူခဲ့ပါတယ်။နန်းတက်ပွဲအခမ်းအနားတွေပြီးဆုံးသွားတဲ့အခါဘုရင်အစ်စ်ဘာကြီးတော်မင်းတရားကြီးဟာသူ့ရဲ့မိဖုရားတွေကိုချီးမြှောက်တော်မူပါတယ်။အဲ့ဒီမှာအားလုံးကိုအားသင့်စေခဲ့တဲ့အချက်တစ်ခုပေါ်ပေါက်လာပါတယ်။အဲ့ဒါကတော့ရက်သူလေးမဲနုကိုနမ်းမတော်မိဖုရားကောင်းကြီးအဖြစ်တင်မြှောက်လိုက်တာပါပဲ။ဒါဟာအစင်လာနဲ့ရှင်အလွန်ထူးခြားတဲ့ဖြစ်ရပါ။များသောအားဖြင့်မိဖုရားကောင်းကြီးနေရာကိုမင်းမျိုးမင်းနွယ်မင်းသမီးတစ်ပါးပါးကိုသာတင်မြှောက်လေးရှိကြပါတယ်။ဒါပေမဲ့ဘာကြီးတော်ဘုရင်ဟာသူ့ရဲ့အချစ်ဆုံးဖြစ်တဲ့မဲနုကိုအမြင့်ဆုံးနေရာမှာထားရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာနန်းတွင်မှာတော်တော်လေးကြေးရိုက်သွားစေခဲ့ပါတယ်။မင်းဆွေမင်းမျိုးတွေမူကြီးမရတဲ့ကြားမှာမကျဉ်းနှံ့မှုတွေတိတိုးဝေဖန်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ရက်သူတယောက်ကမိပြကောင်းကြီးဖြစ်ရတယ်ဆိုတဲ့အတွေ့ဟာသူတို့အတွက်လက်ခံမှုခက်ခဲနေခဲ့ပါတယ်။ဒါပေမဲ့မင်းတို့ဟာတာမန်မျိုးသမီးတယောက်မဟုတ်ခဲ့ပါဘူး။သူဟာမိပြကောင်းကြီးဖြစ်လာတဲ့အခါသူ့ရဲ့အာဏာတည်မြဲရေးအတွက်စတင်လှုပ်ရှားပါတော့တယ်။သူ့ရဲ့အဓိကအားထားရကတော့သူ့ရဲ့အကိုရင်းဖြစ်တဲ့မောင်အိုပါပဲ။ဘုရင်ဖြစ်သူဘာကြီးတော်ကလည်းသူ့မိဖုရားရဲ့အကိုဖြစ်သူမောင်အိုကိုအလွန်ယုံကြည်စွာနဲ့ယာရုဆောင်ရောင်တွေတုံ့ပြန်ချီးမြှောက်ခဲ့ပါတယ်။မောင်အိုဟာတဖြည်းဖြည်းနဲ့စလင်းမျိုးစားမင်းကြီးဆိုတဲ့ပွဲနဲ့အတူနန်းတွင်းမှာဩဇာအကြီးမားဆုံးမှုမတယောက်ဖြစ်လာခဲ့ပါတယ်။
မင်းတို့နဲ့မောင်အိုမောင်နှမနှစ်ယောက်ဟာနန်းတွင်းအာဏာကိုသူတို့လက်ထဲမှာစူးစီးဖို့ကြိုးစားလာကြပါတယ်။သူတို့ဟာဘရင်မင်းမြတ်ရဲ့ယုံကြည်မှုကိုအသုံးချပြီးအရေးပါတဲ့ယာထုနေရာတွေမှာသူတို့ရဲ့လူယုံတွေကိုခန့်အပ်တာဝန်ပေးလာကြပါတယ်။သူတို့နဲ့သဘောထားမတိုက်ဆိုင်တဲ့သူတို့ကိုစန့်ကျင်မယ်လို့ယူဆရတဲ့မှုမှတ်တွေမြစ်ဆွေမင်းမျိုးတွေကိုနီးမျိုးမျိုးနဲ့ဖယ်ရှားရှင်းလင်းလာကြပါတယ်။နမတော်မင်းတို့ဟာချောမောလှပယုံသားမကအလွန်ထက်မြက်ပြီးနိုင်ငံရေးအမြင်ကျွဲဝါသူလည်းဖြစ်တယ်လို့ဆိုကြပါတယ်။သူဟာဘရင်မင်းမြတ်အပေါ်မှာအလွန်ဩဇာညောင်းခဲ့တယ်။ဘရင်ရဲ့ဆုံးဖြတ်ချက်တော်တော်များများဟာမင်းတို့ရဲ့သဘောတူညီချက်ဒါမှမဟုတ်အကြံဉာဏ်တွေပါဝင်နေတတ်ပါတယ်။တချို့သမိုင်းဆရာတွေကတော့ဗာကြီးတော်ဘရင်ဟာစိတ်နှလုံးနှညံ့လုံးပြီးဆုံးဖြတ်ချက်ချရမှာမိဖုရားကိုအလွန်မင်းမိကိုခဲ့တယ်လို့ဆိုပါတယ်။တချို့ကတော့မင်းတို့ဟာသူ့ရဲ့ပါဏတ်မှုနဲ့လှည့်စားမှုတွေကိုအသုံးပြီးဘရင်ကိုသူ့စိတ်တိုင်းကျကြိုးကန်ခဲ့တယ်လို့ရေးသားကြပါတယ်။မန်တရားကဘယ်လိုရှိမလဲဆိုတာကတော့ကျွန်တော်တို့အတိအကျမပြောနိုင်ပါဘူးဒါပေမဲ့တခုသိကြတာကတော့မင်းတို့ဟာဗာကြီးတော်ဘရင်နန်းဆန်တဲ့18နှစ်တာကာလ1819-1839အတွင်းမှာမြန်မာနိုင်ငံရေးစက်ကုံပေါ်ကအရေးအပါဆုံးဩဇာအကြီးမားဆုံးအမျိုးသမီးတဦးဖြစ်ခဲ့တယ်ဆိုတာပါပဲနမတော်မင်းတို့နဲ့သူ့ကိုစလင်းမျိုးစားမောင်ဦးတို့ရဲ့အာဏာဟာတနေ့တခြားတိုးပွားလာခဲ့ပါတယ်သူတို့ဟာနန်းတွင်းရေးရာတွေကိုချဲလေလာနိုင်ခဲ့တယ်တရားစီရင်ရေးယာထုခန့်အပ်ရေးဗန္ဒာရေးကိစ္စရပ်တွေမှာသူတို့ရဲ့ဩဇာအလွန်ကြီးမားခဲ့ပါတယ်ဒီလိုအာဏာတွေရရှိလာတဲ့အခါမင်းတို့ဟာသူ့ရဲ့ဘာသာတရားကိုင်းဆိုင်မှုကိုပြသတဲ့အနေနဲ့အင်းဝမြို့မှာကြီးကျယ်ခမ်းနားလာတဲ့မဟာအောင်မြေပုံစံအုပ်ကျောင်းတော်ကြီးကိုဆောက်လုပ်လှူဒါန်းခဲ့ပါတယ်ဒီအုပ်ကျောင်းတော်ကြီးဟာအဲ့ဒီခေတ်ကတသားနဲ့ပဲဆောက်လုပ်လို့ရှိတဲ့ဘုန်းကြီးကျောင်းတွေနဲ့မတူပဲအုပ်အင်္ဂလိပ်တွေနဲ့ခိုင်ခန့်လှပစွာတိစောက်ထားတာကြောင့်မင်းတို့အုပ်ကျောင်းတို့လည်းယနေ့တိုင်းထင်ရှားကြကြပါတယ်ဒါဟာမင်းတို့ရဲ့ဘာသာရေးတရားကိုပြသရုံသာမကသူ့ရဲ့အာဏာနဲ့ကြွယ်ဝမှုကိုပါပြသလိုက်တာဖြစ်ပါတယ်။သူဟာတာမန်အရက်သူဘွားကလာခဲ့ပေမဲ့အခုခါမှာတော့တိုင်းပြည်ရဲ့ဘရင်မတပါလို့ဩဇာအိတ်တိမကြီးမားနေပြီဆိုတာကိုကြေညာလိုက်တာနဲ့တူပါတယ်။ဒါပေမဲ့အာဏာဆိုတာဟာသူ့ရဲ့အရှိန်မဲတွေကိုလည်းတပါတဲ့သစ္စာလာတတ်စမြဲပါ။မင်းတို့နဲ့မောင်အိုတို့ရဲ့အရှိန်ဝါကြီးမားလာတာနဲ့အမျှနန်းတွေမှာသူတို့ကိုမနှိမ့်မြို့တဲ့မနာလိုဝန်တိုဖြစ်တဲ့အင်အားစုတွေလည်းတဖြည်းဖြည်းအားကောင်းလာခဲ့ပါတယ်။အထူးသဖြင့်ဘရင်ရဲ့ညီတော်အရင်ဖြစ်တဲ့တာယာဝတီမင်းသားနောင်တာယာဝတီမင်းဟာမင်းတို့မောင်နှမရဲ့လှုပ်ရက်တွေကိုအပြင်းထန်ဆန့်ကျင်သူဖြစ်လာပါတယ်။တာယာဝတီမင်းသားဟာစစ်ရေးဆရာမှာထူးချွန်ပြီးမြန်မာနာကြီးတဲ့မင်းသားတစ်ပါးပါ။သူ့အမြင်မှာတော့မင်းတို့နဲ့မောင်အိုတို့ဟာဘရင်ကိုကြိုးကင်ပြီးတိုင်းပြည်ရဲ့အာဏာကိုမတရားသဖြင့်ချဲလဲနေတယ်လို့ယူဆခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့ဩဇာလွှမ်းမိုးမှုကြောင့်တိုင်းပြည်ရဲ့အခြေအနေတွေဆိုးရွားလာတယ်လို့သူကယုံကြည်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမြန်မာသမိုင်းအတွက်အရေးကြီးတဲ့အလှည့်ပြောင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့1824ခုနှစ်မှာစတင်ဖြစ်ပွားခဲ့တဲ့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပါပဲ။ဒီစစ်ပွဲမှာမြန်မာတို့ဟာအပြင်းထန်ခုခံတိုက်ခိုက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့စစ်ရှုံးနေခဲ့ရပါတယ်။1826ခုနှစ်မှာချုပ်ဆိုခဲ့ရတဲ့ရန်တဘိုးစာချုပ်အရမြန်မာတို့ဟာအာတန်မဏိပူရရခိုင်နဲ့တင်းသာရီကံရိုးတန်းဒေသတွေကိုဗြိတိရှတို့လက်ထဲကိုပေးအပ်လိုက်ရပြီးစစ်ရော်ကြီးငွေအမြောက်များကိုလည်းပေးဆောင်ခဲ့ရပါတယ်။ဒီစစ်ရှုံးနေမှုဟာပါကြီးတော်ဘရင်အတွက်စိတ်ပိုင်းဆိုင်ရာအရာအကြီးကျယ်ထိခိုက်စေခဲ့တယ်လို့ဆိုကြပါတယ်။ဘရင်ဟာတဖြည်းဖြည်းစိတ်သက်သာဆင်းလာပြီးတိုင်းပြည်အုပ်ချုပ်ရေးကိုစိတ်ဝင်စားမှုလျော့နေလာခဲ့ပါတယ်။တချို့ရာဇဝင်တွေမှာတော့ဘရင်ဟာစိတ်ဝေဒနာခံစားလာရတယ်လို့တော့ရေးသားကြပါတယ်။ဘရင်မင်းမြတ်ရဲ့အခြေအနေယိုယွင်းလာတာနဲ့အမျှနမ်းမတော်မဲတို့နဲ့စလင်းမျိုးစားမောင်အိုတို့ရဲ့အာဏာဟာပိုပြီးတော့တောင်ကြီးထွားလာပါတော့တယ်။သူတို့ဟာဘရင်ကိုစားတိုင်းပြည်ရဲ့အရေးအရာတွေကိုစီမံခန့်ခွဲလာကြပါတယ်။ဒါဟာတာယာဝတီမင်းသားနဲ့သူ့နောက်လိုက်တဲ့အတွက်တော့လုံးဝလက်ခံနိုင်စရာအခြေအနေမဟုတ်ခဲ့ပါဘူး။သူတို့ဟာမဲနူးတို့မောင်နှမကိုတိုင်းပြည်ရဲ့ကံကြမ္မာကိုဖျက်ဆီးနေသူတွေအဖြစ်ရှုမြင်လာကြပါတယ်။နန်းတွေဟာအုပ်စုနှစ်စုကွဲသွားပါတော့တယ်။တစ်ဖက်မှာနမ်းမတော်မဲနူးစလင်းမျိုးစားမောင်အိုနဲ့သူတို့ရဲ့လူယုံတွေနောက်တစ်ဖက်မှာတော့တာယာဝတီမင်းသားနဲ့သူ့ကိုထောက်ခံတဲ့မင်းကြီးမင်းသားတွေမူးမတ်တွေအချင်းနေရာတစ်ဖြည်းဖြည်းတင်းမာလာပြီးပောက်ကွဲလူဆဲဆဲမိတောင်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။မင်းတို့ဟာသူ့ရဲ့အတိုက်ခံတွေရဲ့အင်အားကြီးမားလာမှုကိုတတိပြုမိမှသိကြပါတယ်။သူနဲ့သူ့ကိုဟာသူတို့ရဲ့အာဏာတည်မြဲရေးအတွက်ပိုပြီးပြက်ပြက်သားသားကင်တွယ်လာကြပါတယ်။တာယာဝတီမင်းသားနဲ့နှိစက်တဲ့သူတွေကိုယာထုကနေဖယ်ရှားတာအကွက်ဆင်ဖမ်းဆီးတာတွေလုပ်လာကြတယ်လို့ဆိုပါတယ်။ဒါဟာအခြေအနေကိုပိုပြီးဆိုးရွားသွားစေခဲ့ပါတယ်။တင်းမာမှုတွေအမြင့်ဆုံးကိုရောက်ရှိနေချိန်1839ခုနှစ်မှာတော့အဆုံးဖြတ်ပေးမဲ့အချိန်ကိုရောက်လာပါတော့တယ်။တာယာဝတီမင်းသားဟာသူ့ပေါ်မှာအသက်အန္တရာယ်ကြားရောက်နိုင်တယ်လို့ယူဆပြီးသူ့ကိုထောက်ခံတဲ့စစ်သည်အင်အားတွေနဲ့အတူအင်းဝါကနေရွှေဘိုမြို့ကိုတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်။ရွှေဘိုဟာကုန်းပေါင်မင်းဆက်ကိုစတင်တည်ထောင်ခဲ့တဲ့လောင်မင်းတရားကြီးရဲ့မူလနန်းဆိုင်ရာမြို့ဖြစ်ပြီးတာယာဝတီမင်းသားအတွက်မာကန်နေမြေတစ်ခုလည်းဖြစ်ပါတယ်။ရွှေဘိုကိုရောက်တဲ့အခါတာယာဝတီမင်းသားဟာ
နောင်တော်ဘရင်ဘာကြီးတော်ဟာစိတ်မနှံတော့တဲ့အတွက်တိုင်းပြည်အုပ်ချုပ်ဖို့မတင်တော်တော့ကြောင်းနမ်မတော်မင်းနုနဲ့စလင်းမျိုးစားမောင်ဦးတို့ဟာအာဏာကိုမတရားချဲ့လဲနေကြောင်းကြေညာပြီးပုံကန်ထားကြပါတော့တယ်။သူဟာသူ့ကိုယ်သူဘရင်အဖြစ်ကြေညာလိုက်ပါတယ်။ဒီတဲ့ဟာအင်းဝနန်းတော်ကိုမိုးချိုးပြစ်တယ်လို့ရောက်ရှိလာခဲ့ပါတယ်။နမ်မတော်မင်းနုနဲ့စလင်းမျိုးစားမောင်ဦးတို့ဟာတရားဝတီမင်းသားရဲ့လှုပ်ရှားမှုကိုနှိမ်နင်းဖို့ကြိုးစားခဲ့ကြပါတယ်။သူတို့ဟာဘရင်ဘာကြီးတော်ရဲ့တပ်တွေကိုဆစ်လွတ်ခဲ့ပြီးမြဲတရားဝတီမင်းသားရဲ့တပ်တွေဟာပိုပြီးစိတ်တက်ကြွနေခဲ့ပြီးအင်းဝကိုတိုက်ရိုက်ချီတက်လာခဲ့ပါတယ်။အင်းဝမျိုးကိုတာယာဝတီမင်းသားရဲ့တက်တွေဝိုင်းရံလိုက်တဲ့အခါနန်းတော်ထဲမှာအကြီးကျယ်ကြဲရိုက်သွားပါတယ်။ဘာကြီးတော်ဘရင်ကိုတိုင်းကလည်းသူ့ညီတော်ကိုပြန်လဲတိုက်ခိုက်ဖို့စိတ်အားထက်သန်မှုမရှိခဲ့ဘူးလို့ဆိုကြပါတယ်။နောက်ဆုံးမှာတော့တာယာဝတီမင်းသားရဲ့တက်တွေဟာအင်းဝမျိုးကိုတိမ့်ပိုက်လိုက်ပြီးနန်းတော်ကိုထိန်းချုပ်လိုက်ပါတော့တယ်။ဘာကြီးတော်ဘရင်ဟာနန်းချခံလိုက်ရပါတယ်။နမတော်မဲနုစလင်းမျိုးစာမောင်အိုနဲ့သူတို့ရဲ့အဓိကလူယုံတွေအားလုံးဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။တစ်ချိန်ကရွှေနန်းတော်ရဲ့အမြင့်ဆုံးနေရာမှာစံမြန်းခဲ့တဲ့တိုင်းပြည်ရဲ့အာဏာကိုလက်ညှိုးညွှန်ရာရေးဖြစ်စေခဲ့တဲ့နမ်မတော်မင်းတို့ရဲ့ဖုံးမိနေလာဟာတမဟုတ်ချင်းမှာပဲကွဲပြောက်သွားခဲ့ရပါတော့တယ်။အာဏာသိမ်းပိုက်ပြီးနောက်တာယာဝတီမင်းဟာသူ့ရဲ့နန်းသက်ကိုတည်မြဲအောင်အရင်ဆုံးလှုပ်ဆောင်ပါတယ်။သူ့ရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့နမ်မတော်မင်းတို့နဲ့စလင်းမျိုးစာမောင်အိုတို့ကိုဘရင်ကိုစိတ်ပေါက်ပြန်အောင်ပြုစားမှုတိုင်းပြည်အာဏာကိုမတရားချဲ့လဲမှုနိုင်ငံတော်သစ္စာဖောက်ဖျက်မှုစတဲ့ဆွဲချက်တွေနဲ့တရားစီရင်ခဲ့ပါတယ်။ဒီတရားစီရင်မှုမှာတကယ်တမ်းမှာတော့အနိုင်ရသူကအရှုံးသမားကိုရှင်းလင်းတဲ့လုပ်ရက်တစ်ခုသာဖြစ်ခဲ့ပါတယ်။မင်းတို့နဲ့မောင်အိုတို့ဟာခုခံကာကွယ်ခွင့်သိမ့်မရခဲ့ပါဘူး။သူတို့ရဲ့ကံကြမ္မာဟာကြိုတင်သတ်မှတ်ပြီးသားဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့နမ်မတော်မဲနုသူ့ကိုစလင်းမျိုးစားမောင်အိုနဲ့သူတို့ရဲ့အနီးကပ်ဆုံးအပေါင်းပါအများပြားကိုတေတံချမှတ်လိုက်ပါတယ်။မမျိုးမင်းတွေနဲ့သက်ဆိုင်သူတွေကိုသွေးမြေမကြစေရဘူးဆိုတဲ့ရှေးအစဉ်လာရသူတို့ကိုရေချကွက်မြတ်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေမှာဆိုကြပါတယ်။နမ်မတော်မဲနုကိုဂရီဘာအိတ်နေတဲ့ထဲပြီးအေယာဝတီမြစ်ထဲကိုနှစ်သက်ခဲ့တယ်လို့လူသိများကြပါတယ်။ဒီလိုနဲ့တာမန်ရာသူလေးဘွားကနေတိုင်းပြည်ရဲ့အမြင့်ဆုံးမိပြကောင်ကြီးဖြစ်လာခဲ့တဲ့သူ့ရဲ့ထက်မြက်မှုပါဏမှုတွေနဲ့ရာဇပလင်ကိုတောင်ကင်လုံနိုင်ခဲ့တဲ့နမ်မတော်မဲနုရဲ့ဘဝဇလံဟာခြေကွဲစရာအဖြစ်ဆိုးနဲ့ဒီကုန်းချုပ်သွားခဲ့ရပါတယ်။သူ့ရဲ့အသက်ဟာအဲ့ဒီအချိန်မှာ40ဝန်းကျင်လောက်ပဲရှိသေးတယ်လို့ခန့်မှန်းရပါတယ်။နမ်တော်မဲနုတည်ဆုံးသွားခဲ့တာနှစ်ပေါင်း180ကျော်ကြာခဲ့ပြီမြဲသူ့ရဲ့ဇလံဟာမြန်မာလူမျိုးတွေကြားမှာယနေ့တိုင်းပြောစမှတ်တွင်နေသေးပါသူ့ကိုဘယ်လိုရှုမြင်ကြသလဲတချို့ကသူ့ကိုအလွန်မင်းရီမှန်းချက်ကြီးပြီးအာဏာယူသွတ်ခဲ့တဲ့တိုင်းပြည်ရဲ့အကျိုးထက်ကိုကျိုးကိုရှေ့တန်းတင်ခဲ့တဲ့သူ့ရဲ့လက်ဆောင်မှုတွေကြောင့်ဘရင်မင်းမြတ်ပါဒုက္ခရောက်ခဲ့ရတဲ့ဘရင်တယောက်ဖြစ်မြင်ကြပါတယ်သူနဲ့သူ့အကိုရဲ့အာဏာလွန်ဆွဲမှုတွေကြောင့်တိုင်းပြည်ရဲ့အင်အားကြီးနေခဲ့ရပြီးဗြိတိရှတို့ရဲ့နှိပ်စက်မှုကိုပုံမူလွယ်ကူစေခဲ့တယ်လို့ဝေဖန်ကြပါတယ်ဒါပေမဲ့နောက်တစ်ဖက်မှာတော့သူ့ကိုတာမန်မျိုးသမီးဘွားကနေကိုယ့်ရဲ့အရေးချင်းနဲ့အမြင့်ဆုံးနေရာကိုရောက်အောင်စ조사နိုင်ခဲ့တဲ့အလွန်ထက်မြက်ပြီးတတိရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ရှုမြင်သူတွေလည်းရှိပါတယ်။အမျိုးသားတွေသာကြီးစိုးလွှမ်းမိုးတဲ့ခေတ်ကြီးထဲမှာအမျိုးသမီးတစ်ယောက်အနေနဲ့ဒီလောက်ထိဩဇာအာဏာရှိခဲ့တာဟာသူ့ရဲ့ထူးခြားတဲ့အရေးချင်းတွေကိုပြသနေတယ်လို့ဆိုကြပါတယ်။သူ့ရဲ့ဘာသာရေးစောင့်တည်မှုဖြစ်တဲ့မဟာအောင်မြေပုံစံအုပ်ကျောင်းတော်ကြီးဟာလည်းသူ့ရဲ့နာမည်ကိုယနေ့တိုင်သက်သေခံနေသေးပါတချို့ကလည်းသူ့ကိုကျမရဲ့သားကောင်အဖြစ်မြင်ကြပါတယ်။သူဟာဘရင်ရဲ့အချစ်ကိုခံရတဲ့အတွက်အာဏာရလာခဲ့တယ်။အဲ့ဒီအာဏာကိုကာကွယ်ဖို့စ조사ရင်းရန်သူတွေပုံများလာခဲ့တယ်။နောက်ဆုံးမှာတော့အာဏာပြန်ဆိုင်မှုရဲ့သားကောင်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။နမ်မတော်မဲနုရဲ့ဇလံကနေကျွန်တော်တို့ဘာတွေသိယူနိုင်မလဲ။အာဏာဆိုတာအလွန်ဆွဲဆောင်မှုရှိပေမဲ့တစ်ချိန်တည်းမှာပဲအနေနဲ့လည်းအလွန်ကြီးမာပါတယ်။အာဏာကိုထိမ့်သိမ်းဖို့စ조사ရင်းလူတွေဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်တတ်ကြပါတယ်။သမိုင်းဆိုတာအဖြူမဲတဲတဲကွက်ကွက်ခွဲခြားဖို့ခက်ခဲပါတယ်လူတစ်ယောက်ကိုကောင်းတယ်စိုးတယ်လို့တစ်ထစ်ချသတ်မှတ်လို့မရပါဘူးမင်းတို့ရဲ့ဇက်ကောင်မှာလည်းကောင်းတဲ့ရည်ချင်းတွေရှိသလိုမကောင်းတဲ့လုပ်ရက်တွေအမှားယွင်းတွေလည်းရှိခဲ့မှာပါပဲအရေးကြီးတာကသူ့ရဲ့လုပ်ရက်တွေရဲ့နောက်ွယ်ကအကြောင်းရင်းတွေအဲ့ဒီခေတ်ရဲ့လူမှုရေးနိုင်ငံရေးအခြေအနေတွေကိုပါထည့်သွင်းစဉ်းစားဖို့ပါပဲမြန်မာသမိုင်းမှာမဲနုလိုဩဇာကြီးမားခဲ့တဲ့အမျိုးသမီးတွေရှိခဲ့မှုပါတယ်။ဒါပေမဲ့သူတို့ရဲ့အဆုံးသက်ဟာမကြာခဏဆိုသလိုဝမ်းနဲ့ကြေကွဲစရာဖြစ်တတ်ပါတယ်။ဒါဟာအဲ့ဒီခေတ်ရဲ့လူမှုစနစ်အာဏာတိဆောက်ပုံတွေနဲ့ဘယ်လိုဆက်ဆက်နေတယ်လဲဆိုတာကိုလည်းစဉ်းစားစရာပါ။ပရိသတ်ကြီးခင်ဗျာနမ်မတော်မဲနုရဲ့ဇလံဟာရာဇဝင်တွေကပုံမြင်တစ်ပုဒ်လိုဖြစ်နေပေမဲ့သူ့ဘဝရဲ့ဖြစ်ပျက်တွေသူ့ရဲ့ဇယိုက်လက္ခဏာတွေဟာကျွန်တော်တို့အတွက်စဉ်းစားစရာသင်ခန်းစာယူစရာတွေအများကြီးပေးနေပါတယ်။သူဟာအာဏာရှင်လားကျမဆိုးရဲ့သားကောင်လားဒါမှမဟုတ်ကိုကျမကိုဖန်တီးဖို့စ조사ရင်ကြောင်ဆုံးသွက်ခဲ့ရတဲ့ထက်မြက်တဲ့အမျိုးသမီးတယောက်လားဒီမျိုးကုန်းရဲ့အဖြေကိုတော့ပြည်သက်ကြီးကိုယ်တိုင်ပဲဆက်လက်စဉ်းစားဆုံးဖြတ်ကြည့်ကြပါလို့တိုက်တွန်းရင်နမ်မတော်မင်းတို့ရဲ့မုံတိုင်းထန်တဲ့ဘဝဇလံကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါရစေသူ့ရဲ့နာမည်နဲ့သူ့ရဲ့ဇလံဟာတော့မြမသမားရဲ့စာမျက်နှာတွေပေါ်မှာလူတွေရဲ့ပြောစကားတွေထဲမှာဆက်လက်ပဲ့တင်ထက်နေအောင်မှာအသေးကြပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်